မြန်မာနိုင်ငံရဲ့အလှဆုံးမြို့၅မြို့ခရီးသွားလမ်းညွှန်မင်္ဂလာပါခမမြန်မာနိုင်ငံကိုလာလည်ဖို့စဉ်းစားနေရဆိုရင်မှန်ကန်တဲ့နေရာကိုရောက်နေပါပြီဒီဗီဒီယိုမှာမြန်မာနိုင်ငံရဲ့အလှဆုံးမြို့၅မြို့ကိုမိတ်ဆက်ပေးသွားမှာပါရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်ပြီးရှေးဟောင်းပြည်သူ့ကာလက်ရာတွေနဲ့ရွှေတကုံစီရီတော်ကြီးကြောင့်ကဘာကျော်ပါတယ်ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာရှောက်လေရင်ကိုလိုနီခေတ်လက်ရာတွေကိုလေ့လာနိုင်တယ်လို့ညဘက်မှာလည်းစီကားတဲ့ဈေးတွေမှာဈေးဝယ်ထွက်လို့ရပါတယ်မန္တလေးမြို့ဟာမြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းနေပြည်တော်ဖြစ်ပြီးယဉ်ကျေးမှုနဲ့သမိုင်းအမွေနှစ်တွေအများကြီးရှိပါတယ်မန္တလေးတောင်ပေါ်ကနေမြို့ကိုငုံကြည့်ရတာဟာတကယ်ကိုစိတ်ကြည်နူးစရာကောင်းတဲ့အတွေ့အကြုံတစ်ခုပါမန္တလေးမြို့ရဲ့ပတ်ဝန်းကျင်မှာလည်းရှေးဟောင်းမြို့တော်တွေအများကြီးရှိပါတယ်ပကံမြို့ဟာကမ္ဘာပေါ်မှာရှေးဟောင်းစေတီပထိုးတွေအများဆုံးရှိတဲ့နေရာတစ်ခုဖြစ်ပြီးမဖြစ်မနေသွားရောက်လည်ပတ်တဲ့နေရာတစ်ခုပါပကံရဲ့နေဝင်ချိန်ကိုစေတီပထိုးတွေပေါ်ကနေကြည့်ရတာဟာတကယ်ကိုမမေ့နိုင်စရာအတွေ့အကြုံတစ်ခုပါပကံမှာလေပူပေါင်းစည်းပြီးရှုခင်းတွေကိုခန်းစားနိုင်ပါသေးတယ်အင်းလေးကန်ဟာတောင်ပေါ်ဒေသမှာရှိတဲ့လှပတဲ့ကန်တစ်ခုဖြစ်ပြီးရေပေါ်ဥယျာဉ်တွေနဲ့ခြေထောက်နဲ့လှေလော်တဲ့ဒေသခံတွေကြောင့်နာမည်ကျော်ပါတယ်အင်းလေးကန်မှာလှေစည်းရင်းဒေသခံတွေရဲ့နေထိုင်မှုပုံစံတွေကိုလေ့လာနိုင်ပါတယ်အင်းလေးကန်ရဲ့အနီးနားမှာလည်းတောင်တက်လို့ကောင်းတဲ့နေရာတွေရှိပါတယ်ပြင်ဦးလွင်မြို့ဟာအေးမြတဲ့ရာသီဥတုနဲ့လှပတဲ့ပန်းခြံတွေကြောင့်နာမည်ကျော်ကြတဲ့တောင်ပေါ်မြို့လေးတစ်ခုပါပြင်ဦးလွင်မှာကိုလိုနီခေတ်လက်ရာအဆောက်အအုံတွေနဲ့ရေတံခွန်တွေကိုလည်းတွားရောက်လေ့လာနိုင်ပါတယ်ပြင်ဦးလွင်ဟာမြန်မာနိုင်ငံရဲ့အခြားမြို့တွေနဲ့မတူတဲ့ခန်းစားချက်ကိုပေးစွမ်းနိုင်ပါတယ်ဒါတွေကတော့မြန်မာနိုင်ငံရဲ့အလှဆုံးမြို့၅မြို့ပါမြန်မာနိုင်ငံကိုလာလည်တဲ့အခါဒီမြို့တွေကိုတွားရောက်လည်ပတ်ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်